ခုနကျွန်တော်ဘဝကိုပဲ့ကင်ခြင်းကောင်းစဉ်အကြောင်းပြောနေရနော်ကျွန်တော်ဘဝကိုဘယ်လိုပဲ့ကင်မလဲဆိုစိတ်နှလုံးကအရေးကြီးတဲ့အကြောင်းပြောခဲ့တယ်ဖះရှိမှာတော့စိတ်နှလုံးကအရေးကြီးတယ်အဲ့တော့ဘုရားသခင်ကစိတ်နှလုံးကိုချိန်တွယ်နေတာမို့လို့အဲ့တော့ဘုရားသခင်ကကျွန်တော်ရဲ့စိတ်နှလုံးကိုချိန်တွယ်တဲ့အကြောင်းယေရမိအခန်းကြီး7အပိုင်ငယ်20မှာတွေ့ရတယ်ယေရမိခန်းကြီး7အပိုင်ငယ်20မှာနှလုံးကြောက်ကပ်ကိုစစ်ကြော၍တရားသဖြင့်စီရင်တော်မူသောကောင်းကင်ဘိုးကြီးအရှင်ထာဝရဘုရားကိုရောသည်ထိုသူတို့အားအပြစ်ပေးတော်မူကြောင်းကိုကျွန်ုပ်မြင်လိုပါ၏ကျွန်ုပ်အမှုကိုကိုရောအားကြားလျှောက်ပါပြီဆိုမှယေရမိကတော့တရားစီရင်ပိုင်ခွင့်ရှိသောဖခင်အဲ့ဒီဖခင်ကဘာကိုကြည့်ပြီးတရားစီရင်တာလဲဆိုတာကိုလည်းသူကသိတယ်နှလုံးနဲ့ကြောက်ကပ်ကိုစစ်တယ်လို့ပြောတာเนาะအဲ့တော့ကျွန်တော်တို့ရဲ့ဘဝမှာဘုရားသခင်ရှေ့မှာအစစ်ဆေးခံတဲ့အခါမှာကျွန်တော်တို့ရဲ့စိတ်နေသဘောထား attitude ပေါ့စိတ်နှလုံးကအင်မတန်အရေးကြီးတယ်ဒါကကျွန်တော်ရဲ့ဘဝကိုဏီကုန်းချုပ်စေမှာလားကျွန်တော်ရဲ့ဘဝကိုပုံမိုးကောင်းမွန်စေမှာလားဆိုတာကိုကွဲပြားစွာသိစေမှာဖြစ်တယ်အဲ့တော့ဒုတိယတစ်ပိုင်းကလူရှေ့မှာလူတွေကတော့နော်ကျွန်တော်တို့ကိုကြည်နေကြတာပေါ့ကျွန်တော်တို့ကကျွန်တော်ရဲ့ဘဝကိုပဲ့ကင်တဲ့နေရာမှာလူရခရီးကိုရောက်ဖို့ရန်အတွက်သွားတဲ့နေရာမှာလူရှိတနည်းအားဖြင့်ဟောပေါ့ဖျားရှိလူရှိဆိုတဲ့အထဲမှာလူရှိပေါ့အဲ့လူရှိမှာじゃဘာအရေးကြီးလဲဆိုတော့ကျွန်တော်ရဲ့စကားပြောခြင်းကအရေးကြီးတယ်လို့ပြောချင်ပါတယ်ကျွန်တော်တို့ဒီယာကုပ်ထဲမှာပြောတဲ့စကားလေးကိုအရင်ကြည့်အောင်နော်ယာကုပ်ခန်းကြီး3အငယ်2ကနေ10မှာရှင်ယာကုပ်ဩဝါဒစာခန်းကြီး3အငယ်2ကနေ10မှာငါတို့ရှိသမျှသည်အများသောအားဖြင့်မှားတတ်ကြ၏စကားအားဖြင့်မှားခြင်းမရှိသောသူမြည်သည်ကစုံလင်သောသူဖြစ်မိမိကိုယ်တကိုယ်လုံးကိုချုပ်တီးနိုင်သောသူဖြစ်မြင်းကိုနိုင်ခြင်းကပါဇက်ကိုစက်ခွန်ရ၏တို့ပြု၍မြင်းကိုတကိုယ်လုံးကိုလှဲ့စေတတ်၏ထိုမှတပါအလွန်ကြီးသောသင်္ဘောသည်ပြင်းစွာသောလေဟုန်နှင့်လွင့်သွားတော်လဲတက်မကိုတက်မကင်အလိုရှိသည့်အတိုင်းငယ်သောတက်မဖြင့်လှဲ့တိုက်ထိုနည်းတူရှာသည်ငယ်သောအင်္ဂါဖြစ်တော်လဲအလွန်ဝါကြွားတတ်၏အပေများလောက်များစွာသောထင်းကိုအနှဲငယ်သောမီးသည်ညှိနိုင်သည်ကိုကြည်ပါလော့ရှာသည်မီးဖြစ်ဒုစရိုက်၏လောကဓာတ်လည်းဖြစ်ထိုတို့နှင့်အညီရှာသည်ငါတို့၏အင်္ဂါတို့တွင်တည်၍တကိုယ်လုံးကိုညှဉ်းညူးစေ၏ဇာတိဆက်ကိုလည်းရှို့တတ်၏မိမိသည်လည်းငရဲမိရှို့ခြင်းကိုခံလျက်ရှိ၏တာရဲမျိုးငှက်မျိုးတွားတတ်သောတိရစ္ဆာန်မျိုးငါးမျိုးတို့ကိုလူမျိုးသည်အောင်တတ်သည့်အတိုင်းအောင်ခဲ့ပြီးရှာကိုကအဘယ်သူမျှမအောင်နိုင်မဆုံးမနိုင်သောအဆိုးညစ်ဖြစ်၏သေစေတတ်သောအစိတ်တောင်းနှင့်ပြေစော်၏ငါတို့သည်ရှာအားဖြင့်ခမည်းတော်ဘုရားသခင်ကိုကောင်းချီးပေးတတ်ကြ၏ဘုရားသခင်ပုံတရံတော်နှင့်အညီဖန်ဆင်းသောလူတို့ကိုရှာဖြင့်ကျိန်ဆဲတတ်ကြ၏နှုတ်တပါးဒီတဲကထောမနာချီးမွမ်းခြင်းနှင့်ကျိန်ဆဲခြင်းထွက်တတ်ပါသည်တကားငါညီကိုတို့တို့မဖြစ်ကောင်းရာကျွန်တော်ကဘဝကိုပဲ့ကင်တဲ့အခါမှာစကားပြောခြင်းကအရေးကြီးတယ်လို့ကျွန်တော်ဘာကြောင့်ပြောလဲဆိုရင်ဒီယာကုပ်ကလေသင်္ဘောတစ်စီးလုံးကိုတဲ့လိုရာကိုတွားဖို့ရန်ဘာကပဲထိန်းတာလဲဆိုတော့ရက်မတနည်းအားဖြင့်ပြောရရင်ဒီပဲ့နော်ဒီပဲ့တက်မကင်အလိုရှိသည့်အတိုင်းပဲ့နေသွားတာအဲ့တော့သင်္ဘောကြီးဘယ်လောက်ကြီးလေအဲ့သင်္ဘောကိုပို့သွားခြင်းတဲ့နေရာကိုရောက်ဖို့ရန်ဒီပဲ့ကပဲထိန်းသွားတာမြင်းကိုလည်းအဲ့လိုပဲမြင်းကိုလည်းဇက်ခွန်ပြီးတော့မှလိုရာထိန်းရစင်ဆိုရင်တော့ချွန်းပေါက်သွားတာအဲ့တော့ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်သင်္ဘောအကြောင်းပဲပြောမယ်ဗျာသင်္ဘောကဘယ်လောက်ကြီးတယ်လဲအရေးမကြီးဘူးဒါပေမဲ့အဲ့သင်္ဘောကိုလိုရာရောက်အောင်ပို့နိုင်တာကတော့အဲ့ဒီပဲ့ပဲ
တော့ပြောချင်တာကကျွန်တော်ရဲ့ရှာကလည်းတဲ့ရှာကလည်းတဲ့ကျွန်တော်ရဲ့ဘဝကိုလိုရာခရီးရောက်အောင်ပို့နိုင်တယ်အဲ့တော့ကျွန်တော်ကဘာသွားသတိရလဲဆိုတော့တခါတော့ကျွန်တော်ကုန်တိုက်တစ်ခုမှာဈေးသွားဝယ်တယ်ကျွန်တော်က suitcase သွားကြည့်တာ suitcase ဝယ်ခြင်းလို့အဲ့လိုသွားကြည့်တဲ့အခါမှာနှစ်ခေါက်သွားကြည့်သုံးခေါက်သွားကြည့်suitcase တွေကများလို့တော့ဈေးကလည်းအမျိုးမျိုးဆိုတော့ဘယ်ပစ္စည်းကိုဝယ်ရမှမသိတော့ဈေးသက်သာတာလည်းလိုချင်တယ်ကောင်းတာကလည်းလိုချင်တယ်ကောင်းပြီးဈေးသက်သာတာမျိုးကျွန်တော်ရှာတာပေါ့ဗျာsuitcase တွေကလည်းဈေးကြီးလို့ပမာငွေနဲ့ဆိုရင်10သိန်းကျော်တန်တဲ့ဟာတွေတောင်ရှိတာအဲ့တော့ကျွန်တော်ကိုဈေးရောင်းတဲ့အဲ့ဒီလူကလိုက်ပြပေးတယ်ကျွန်တော်ကြည့်ချင်တာကိုသူကလိုက်ပြပေးတယ်ဒါပေမဲ့ကျွန်တော် decision မချနိုင်ဘူးဆုံးဖြတ်ချက်မချနိုင်ခဲ့ဘူးအဲ့ဒီအချိန်မှာနည်းနည်းအရာရှိလဲဖြစ်မယ်ထင်တယ်နော်နည်းနည်းကျွမ်းကျင်တဲ့အယောင်စီးအမျိုးသမီးကြီးတယောက်ရောက်လာပြီးတော့မှကျွန်တော်ဘာရှာနေလဲဆိုတာမေးပြီးတော့ချက်ချင်းပဲသူကပစ္စည်းတစ်ခုထုတ်လာတယ်ဒါဝယ်တဲ့ဒီပစ္စည်းอ่ะတဲ့တန်လဲတန်တယ်ကောင်းလဲကောင်းတယ်ဆိုပြီးတော့မှတကယ်လဲဈေးလဲတန်တယ်ကောင်းတဲ့ပစ္စည်းသူကယူလာ promotion ချထားတာဆိုကျွန်တော်ဝယ်ဖြစ်သွားတယ်အဲ့နဲ့ကျွန်တော်သူ့ကိုချီးမွမ်းစကားပြောတယ်ပေါ့မင်းအရန်တော်တယ်လို့ငါ့ကိုဆုံးဖြတ်ချက်ချနိုင်အောင်မင်းကငါ့ကိုဆွဲဆောင်နိုင်တယ်လို့မင်းစကားပြောကျွမ်းကျင်တယ်မင်းအယောင်တော်တယ်လို့ကျွန်တော်သူ့ကိုချီးမွမ်းတော့သူသဘောတွေကျတယ်နော်တခါလေကျွန်တော်ရဲ့ဘဝမှာကျွန်တော်ပြောတဲ့စကားတွေကလေသူများကိုဆုံးဖြတ်ချက်တစ်ခုချသွားစေလောက်အောင်ပြောနိုင်တယ်ဆိုရင်တော့တော်တော်လေးဒါခီးရောက်တယ်လို့ပြောရမယ်တခါတလေမှာလူတွေကတွေးဝေးနေတယ်ဘာဆုံးဖြတ်ချက်ချရမှမသိဘူးဖြစ်နေတယ်တခါလေကျွန်တော်တို့ကအဲ့ဒီလူတွေကိုသူတို့ရဲ့ decision တွေဆုံးဖြတ်ချက်တွေမှန်ကန်အောင်သူတို့တွေရဲ့ရွေးချယ်မှုတွေမှန်ကန်အောင်စကားပြောတတ်တယ်ဆိုရင်ဘလောက်ကောင်းလဲဘလောက်အကျိုးရှိလဲနော်ထိုနည်းလည်းကောင်းမဲ့ကျွန်တော်ပြောမဆိုမမိလို့ကျွန်တော်ဘဝမှာဆုံးရှုံးသွားတာတွေအများကြီးရှိသလိုကျွန်တော်တို့ရဲ့စကားပြောမှုကြောင့်ကျွန်တော်တို့ရဲ့ဒီကောင်းမွန်တဲ့နော်အပြောဆိုတွေကြောင့်မျက်နှာပွင့်လန်းသွားတာတွေလည်းရှိတာပဲအဲ့တော့ပြောချင်တာကကျွန်တော်ရဲ့ဘဝကိုကောင်းခြင်းဆိုခြင်းဖြစ်စေတဲ့ကျွန်တော်ရဲ့ဘဝကိုပဲ့ကင်မဲ့နောက်ထပ်အရာတစ်ခုကကျွန်တော်တို့ရဲ့ပါဇက်ထဲမှာပဲရှိတယ်ဗျာသိလားအဲ့ပါဇက်ထဲမှာရှိတာလေးကသေးသေးလေးအဲ့သေးသေးလေးနဲ့ပဲဒုက္ခရောက်နေကြတာလူတွေကသေးသေးလေးနဲ့ပဲနော်ပြဿနာတွေတက်နေကြတာနော်အဲ့ဒါကြောင့်လို့ကျမ်းစာထဲမှာလူတွေကတဲ့တိရစ္ဆာန်တွေတော့နိုင်တယ်တဲ့မနိုင်တာကိုပါဇက်ထဲကရှာဝဲမနိုင်တာတဲ့နော်အဲ့ရှာကလောကတဲ့တစ်ခုလုံးကိုမီးရှို့မဲ့အဲ့ဒါရှို့မီးတိုမီးလုံးမဲ့ဟာကြီးပဲတဲ့အဲ့တော့ဘုရားသခင်ကိုချီးမွမ်းတာလဲဒီနှုတ်နဲ့ပဲတဲ့ကျိန်ဆဲတာလဲဒီနှုတ်နဲ့ပဲဆိုပြီးတော့ပြောတယ်အဲ့တော့ချစ်တော်ညီကိုမောင်တို့နော်ခုနအယောင်စီးမကြီးကသူပစ္စည်းကိုသူရောင်းထွက်ဖို့သူပြောနိုင်တယ်ကျွန်တော်ကိုအဲ့တော့အေးကြည့်တာကသူပစ္စည်းရောင်းထွက်ဖို့ပဲလေအဲ့တော့ကျွန်တော်ကိုဝယ်သွားအောင်လို့သူပြောနိုင်တယ်အဲ့တော့ဘလောက်တောင်မှအပြောကောင်းလဲနော်လိုရာခရီးရောက်တယ်လေအဲ့လိုပဲကျွန်တော်တို့လည်းပဲနေ့စဉ်စကားတွေပြောနေကြတာကျွန်တော်တို့ပြောတဲ့စကားတွေတိုင်းမှာကျွန်တော်တို့ရဲ့ရည်ရွယ်ချက်တွေပါတယ်ကျွန်တော်ပြောတဲ့စကားတွေထဲမှာကျွန်တော်တို့ရဲ့ဘယ်လိုခေါ်မလဲပန်းတိုင်တွေရှိတယ်ကျွန်တော်လိုချင်တဲ့ပန်းတိုင်ရောက်အောင်ကျွန်တော်တို့စကားတွေကိုကျွန်တော်တို့ကကားရဲ့စီကာပတ်ကုံပြောနေကြတာအေးဒုတ်ထိုးအိုးပေါက်ပြောလို့ပြတ်သွားတာတွေလည်းရှိတယ်နော်အချိန်မတန်ပဲပြောလိုက်လို့နော်ဒုက္ခရောက်သွားတာတွေလည်းအများကြီးပဲရှိတယ်ကျွန်တော်တို့ဘဝမှာနော်စကားပြောမှားမိလို့နော်ကျွန်တော်တို့ရဲ့အသက်တာမှာမဖြစ်ချင်တာတွေဖြစ်သွားရတာတွေလည်းအများကြီးရှိတာဒါကြောင့်မလို့မမစကားရှိရမလားကြမ်းကြုံရင်နှုတ်လို့ရတယ်တဲ့စကားကြုံနှုတ်မရဘူးဆိုတဲ့အတိုင်းပဲစကားအားဖြင့်မမားတဲ့သူဟာတဲ့ကိုကျင့်တရားနဲ့ပြည့်စုံတယ်လို့ပြောတယ်ဒါဆိုရင်ကျွန်တော်တို့တွေဘဝမှာဘယ်အရာတွေကကျွန်တော်တို့ကိုဒုက္ခရောက်စေတာလဲဖះရှိမှာတော့နှလုံးသားလူရှိမှာတော့ကျွန်တော်ရဲ့စကားမှတ်ထားနော်ဖះရှိမှာနှလုံးသားလူရှိမှာစကား
အဲ့တော့ဖះနဲ့ဆက်ဆံရင်နှလုံးသားကိုပဲဖះကြည်တာမို့လို့နှလုံးသားကိုပြင်းလူတွေနဲ့ဆက်ဆံရင်လူတွေကအပြောကိုနားထောင်တာမို့လို့အပြောအဆိုတွေကိုပြင်းတာပဲအဲ့တော့ညစကားပြောကောင်းလို့ကတော့ခင်ဗျာမွေးငါတော့ဝယ်စားရင်တော့အစ်စ်ရမယ်စကားပြောမကောင်းလို့ကတော့ခင်ဗျာနောက်တစ်ခါလာလဲဧည့်သည်အဖြစ်လက်မခံဘဲနဲ့မောင်းချခံရနိုင်စရာအကြောင်းတွေရှိတယ်ဒါကြောင့်မလို့ဗောနော်စကားပြောကောင်းရင်စကားချိုရင်ခင်ဗျာမုံစားရမယ်စကားမချိုဘူးအပြောမကောင်းဘူးဆိုရင်တုတ်စားရမယ်ဆိုတာမျိုးပေါ့အဲ့ဒါကြောင့်မလို့မတ်တဲ့ခန်းကြီး9အပိုင်ငယ်39မှာသခင်ရှုပြောတဲ့စကားလေးရှိတယ်။တင်ဤစကားမှာဟုတ်တီကိုအဟုတ်မဟုတ်တီကိုမဟုတ်ဖြစ်စေလို့ဤထက်လွန်သောစကားသည်မကောင်းသောအရာနှင့်ဆက်ဆိုင်ပေ၏တဲ့။ကျွန်တော်စကားပြောတဲ့အခါမှာလေလူတွေရဲ့ယုံကြည်မှုကိုရဖို့အင်မတန်ရေးကြီးတယ်။လူတွေကကိုယ့်ပေါ်မှာယုံကြည်မှုရှိတယ်ဆိုတာကိုပြောတဲ့စကားနဲ့အရန်ဆိုင်တယ်အဲ့တော့ကျမ်းစာမှာသခင်ယေရှုခရစ်တော်ပြောတယ်လေအဟုတ်ကိုဟုတ်မဟုတ်ကိုမဟုတ်ပြောတယ်တိထက်ပိုပြောရင်မကောင်းဘူးတဲ့သခင်ယေရှုခရစ်တော်ကနော်ငါကကောင်းကင်ကနေလာတာငါကခမည်းတော်ပြောခိုင်းတဲ့အတိုင်းပြောတာငါဘသူပဲဝါဖြစ်တယ်ပြောလူတွေကမယုံဘယ်ယုံမလဲတဲ့မင်းတို့တွေကလိန်ပြောတာပဲယုံတာမုတာရဲ့အဖစာတန်ကနေစင်းသက်တော်တဲ့ငါပြောတာမင်းကမယုံဘူးတဲ့ဘုရားသခင်ကသခင်ယေရှုခရစ်တော်အားဖြင့်သစ္စာစကားတမန်စကားကိုပြောတယ်အဲ့တော့မယုံဘူးလူတွေကကျွန်တော်တို့လူသားတွေကခက်တော့ခက်သားပဲလိန်ပြောရင်ယုံတယ်ဗျသိလားအမှန်ပြောရင်မယုံဘူးတခါလိန်ခံရရင်နောက်တစ်ခါအလိန်ခံရနိုင်လားလို့မေးတော့တချို့တွေကအာရပါရဖြေတယ်မခံရတော့ဘူးတဲ့တခါအလိန်ခံပြီးပြီဆိုတော့တဲ့မဟုတ်ဘူးဗျတခါတော့အလိန်ခံလို့ခံရတယ်ဆိုတော့လိန်လို့ရပါတော့နောက်လဲလိန်လို့ရတယ်ဆိုတဲ့သဘောရှိရယ်နော်အဲ့ဒါသဘောပေါ့အဲ့တော့သခင်ယေရှုခရစ်တော်ကအမှန်ပြောတယ်အဟုတ်ကိုအဟုတ်တိုင်းပြောတယ်မဟုတ်ရင်မဟုတ်တဲ့အတိုင်းပဲပြောတယ်ပိုမပြောဘူးရှော့လည်းမပြောဘူးဒါကြောင့်ယုံကြည်စိတ်ချလို့ရတယ်ထိုနည်း၎င်းပဲကျွန်တော်တို့လေးစကားပြောတဲ့အခါမှာအဟုတ်ကိုအဟုတ်မဟုတ်ကိုမဟုတ်ပြောအဲ့ဒါဆိုရင်ကျွန်တော်တို့ဟာယုံကြည်စိတ်ချလို့ရတယ်ယုံကြည်စိတ်ချရရင်ဘာဖြစ်လဲယုံကြည်စိတ်ချရရင်တာဝန်အပ်လို့ရတာပေါ့အပူစာသားတွေရှောက်ပြောပြီးဖားရပြီးတော့မှမဟုတ်တာအဟုတ်တွေလိုက်ပြီးပြောလို့ရှိရင်နောက်တစ်ချိန်အလိန်ပေါ်တဲ့အခါမှာခံရတဲ့သူကငါလိန်သွားပါလားဆိုတဲ့ခံစားချက်ကြီးဖြစ်သွားရင်ကျွန်တော်တို့ရဲ့ဂုဏ်သိက္ခာလည်းကျဆင်းသွားစေတာပေါ့ဒါကြောင့်မလို့စကားပြောခြင်းဟာကျွန်တော်တို့ရဲ့ဘဝကိုလိုရာပန်းတိုင်ကိုပို့ပေးနိုင်စွမ်းရှိတယ်ဆိုတာကိုသိဖို့လိုတယ်အဲ့တော့ဘယ်လိုပြောရမလဲအဟုတ်ကိုဟုတ်မဟုတ်ကိုမဟုတ်ပြောဟုတ်မဟုတ်တော့မလုပ်နဲ့နော်ကျွန်တော်ပြန်ပြောတဲ့စကားလို့တောင်မီးသွေးရထားကြီးကဘူရာကနေစထွက်တော့ဟုတ်နဲ့ထွက်တယ်တဲ့နော်လမ်းလေကောင်ရောက်တော့ဟုတ်မဟုတ်ဖြစ်လာရောတဲ့ဘူရာလဲစိုက်ရောတဲ့ရှူးဆိုရက်သွားရောဆိုတာမျိုးပေါ့ကျွန်တော်တို့ကတခါကြီးကြာရင်အဲ့လိုပဲဗျစကားတွေကိုဘလောင်းပလဲတွေရှောက်ပြောဟုတ်တာတွေရောမဟုတ်တာတွေရောနော်ဟုတ်မဟုတ်တွေရောအဲ့တော့ဘယ်သူကကျွန်တော်တို့ယုံကြည်ရှိတော့မလဲနော်အယုံကြည်ဆိုတာကလေပြောတဲ့စကားပေါ်မှာအများကြီးမူတည်တယ်ဗျနော်တုတ်တန်15အငယ်23မှာတုတ်တန်15အငယ်23မှာလူသည်ပြန်ပြောသောစကားအပြင်ဝမ်းမြောက်စရာအကြောင်းရှိ၏အချိန်တန်၍ပြောသောစကားသည်လည်းအလွန်လျှောက်ပတ်ပေ၏လူအားတဲ့ပြန်ပြောသောစကားအပြင်ဝမ်းမြောက်စရာတဲ့ပြန်ပြောတယ်ဆိုတာ reply လုပ်တာပေါ့အချိန်တန်မှပြောတဲ့စကားဟာတဲ့တင့်တယ်တယ်တခါတလေသခင်ရှုမေးသခင်ရှုမဖြေတာရှိရသေးလားနော်သခင်ရှုမဖြေဘူးသခင်ရှုမေးကြတယ်မဖြေဘူးတခါလေကြာသခင်ရှုကဖြေတယ်ချက်ချင်းအဲ့တော့သခင်ရှုခရစ်တော်ကဘာလို့မဖြေတာလဲဖြေတော့ဘာဖြစ်လို့ဖြေတာလဲဆိုတော့အဲ့မှာတော့ timing ရှိတယ်အချိန်ရှိတယ်တချို့စကားတွေကဘလောက်တန်ဖိုးရှိလေတန်ဖိုးမထားတတ်တဲ့သူသွားပြောတော့တန်ဖိုးမဲ့သွားတာပေါ့တခါလေကိုယ်စကားကိုမကြားကျင်တဲ့သူရှေ့မှာစကားသွားပြောရင်
ကိုကငပေါ်ဖြစ်တာပေါ့ကိုစကားကိုကြားကျင်တဲ့သူကိုပြောတဲ့စကားကိုနားထောင်ကျင်တဲ့သူပြောရတာတန်ဖိုးရှိတယ်ဒါကြောင့်မလို့စကားပြောတိုင်းလဲကောင်းတာမို့အဲ့တော့ချိန်တန်မှပြောတဲ့စကားကောင်းတယ်မြစ်ကြီးနားကိုသွားတဲ့အခါမှာမြစ်ကြီးနားလူတွေကကျွန်တော်ဘယ်လိုမှတ်ချက်ပေးလဲသိလားဆရာရင်နံဝင်းကစကားနဲတယ်နော်တဲ့နဲမှာပေါ့သူတို့ရဲ့စကားအယမ်းများတဲ့အဖွဲ့တွေအမျိုးသမီးတွေဆိုတော့သိတယ်မလားစကားကျွန်တော်တခွန်းပြောတော့အခွန်း100လောက်ပြောပြီးပြီဒါပေမဲ့ဆရာရင်နံဝင်းကပြောပြီးဟေ့ဆိုရင်လဲပိတ်တလေးဘေးပြစ်ပဲထိမိမိကိုပြောတာအဲ့လိုမျိုးကျွန်တော်ပြောကြအဲ့တော့ချိန်တန်မှပြောတဲ့စကားကတန်ဖိုးရှိတယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ပြောတဲ့စကားတိုင်းကသူတစ်ပါးအတွက်တန်ဖိုးရှိစေဖို့လိုတယ်အမြဲတမ်းပြောနေဖို့မလိုဘူးဒါပေမဲ့ပြောတဲ့အခါမှာကျွန်တော်ပြောတဲ့စကားတန်ဖိုးရှိဖို့လိုတယ်ရှင်းရှင်းပြောရရင်ဗျာအရန်ပေါ်ပဲနေတဲ့ဈေးထဲမှာနော်လှိုင်းပေါ်နေတဲ့ပစ္စည်းဈေးရော်တယ်သိတယ်မလားဒါပေမဲ့ဟေးပစ္စည်းကရှားသွားပြီနော်ဒီပစ္စည်းကတုံးတော့မယ်ဆိုဈေးကြီးပြီအဲ့လိုမျိုးပေါ့ဗျာမြတ်စကားနည်းနည်းပြောရင်ဘာပဲပြောတန်ဖိုးရှိတယ်ဗျာစကားတွေအများကြီးရှောက်ပြောပဲဒလဇက်ပြောနေတန်ဖိုးမဲ့တယ်သခင်ယေရှုခရစ်တော်ပြောတဲ့စကားတိုင်းဟာပယ်စရာအကြောင်းမရှိဘူးသူပြောတဲ့စကားတိုင်းဟာလူတွေကိုအကျိုးရှိစေတဲ့စကားကိုပဲပြောတာမို့လို့ဒီကနေ့ကျွန်တော်တို့အတွက်ပုံသက်တည်ယူစရာဖြစ်တယ်ဒါကြောင့်မလို့စာတုတ်တန်ဆရာကပြောတယ်နော်အချိန်တန်မှပြောတဲ့စကားကောင်းတယ်တဲ့ကိုပြောတဲ့စကားကောင်းတဲ့စကားဖြစ်နေအောင်တော့သူ့ရဲ့အချိန်ခါတိုင်းပြောတတ်ဖို့လိုတယ်ကဲနောက်တစ်ခုကတစ်ပေ3:15မှာစိတ်နှလုံးထဲ၌ထာဝရရှင်ဘုရားသခင်ကိုယိုသေးခြင်းရှိကြလော့သင်တို့မျှော်လင့်ခြင်းဤအကြောင်းကိုမေးမြန်းသောသူရှိသမျှတို့အားနူးညံ့သောသဘောကြောက်ရွံ့သောသဘောနှင့်ပြန်ပြောခြင်းကကာလအစဉ်မပြတ်အသင့်ရှိနေကြလော့အမမေးပြီးကျွန်တော်တို့ကပြောချင်လွန်းလို့တခါတဲ့စကားဖောင်ဖွဲ့ပြီးတော့ဆက်တနက်လို့ဒလဇက်ပြောနေတာမျိုးဒီမှာပြောထားတာမဟုတ်ဘူးစိတ်နှလုံးထဲ၌ထာဝရရှင်ဘုရားသခင်ကိုယိုသေးခြင်းရှိသင်တို့မျှော်လင့်ခြင်းအကြောင်းကိုမေးမြန်းတဲ့သူရှိရင်တဲ့နူးညံ့သောသဘောကြောက်ရွံ့သောသဘောနဲ့ပြန်ပြောခြင်းကကာလအစဉ်မပြတ်အသင့်ရှိလို့ပြောထားတွေ့ရတယ်အဲ့တော့ဖះကိုယူသေးတဲ့သူကလေဖះကိုယူသေးတဲ့သူကဘာစကားပဲပြောလဲသိလားဖះစကားပဲပြောတယ်ဖះကိုယူသေးတဲ့သူကဖះကောင်းမြတ်ကြောင်းကိုပဲပြောတယ်ဘယ်အချိန်မှပြောလဲသူများလာမေးတဲ့အခါမှာပြောတယ်သူများသိချင်လို့ကိုယ်စီလာပြီးမေးမြန်းလာတဲ့အခါမျိုးမှာသူဟာဖြေစရာရှိနေတယ်ဆိုတဲ့သဘောတွေ့ရတယ်တခါလေဧဝံဂေလိစကားသတင်းစကားတော်မှလေအမြင်ပြောပါများရင်တန်ဖိုးမထားဘူးသိရမလားနော်သိချင်လို့မေးတဲ့အခါပြောတဲ့အခါသိတန်ဖိုးရှိတာဗျတခါကြရင်သိချင်လားမသိချင်လားမသိကိုကဆွတ်ဆက်ပြီးပြောတဲ့အခါကျတော့တန်ဖိုးမထားတဲ့သူနဲ့တွေ့စိတ်ဆိုးရအဲ့လိုမျိုးဖြစ်တတ်တယ်ဒါကြောင့်ကိုပြောတဲ့စကားတွေကဖိုးထိုက်ဖို့ဘုရားသခင်ကအလိုရှိတယ်အချိန်တန်မှပြောတဲ့စကားဖြစ်ဖို့လိုတယ်ဖះကိုယူသေးတဲ့သူဖြစ်ဖို့လိုတယ်နောက်ကောလောသဲ4:6မှာလူတီးတီးတို့အားအဘယ်သို့ပြန်ပြောရမည်ကိုသိနိုင်မည်အကြောင်းသင်တို့စကားသည်စားအားဖြင့်ငံသောအရာသာနှင့်ပြည့်စုံလျက်အစင်မပြတ်တင့်တယ်လျှောက်ပတ်ပါစေတဲ့ကျွန်တော်တို့ပြောတဲ့စကားကအရသာရှိတဲ့ဟင်းတစ်ခွက်လိုဖြစ်ရင်အရသာရှိရင်လေကျွန်တော်တို့သမင်းဆိုင်တွေမှာနော်အရသာရှိတဲ့သမင်းဟင်းချက်တဲ့ဆိုင်တွေဆိုရင်လူတွေကလေဘယ်လောက်ကြောင်ကြရောက်အောင်သွားစားကြတယ်လေအဲ့လိုပဲကိုပြောတဲ့စကားကတန်ဖိုးရှိပြီးတော့လေးနက်မှုနဲ့နော်အဖိုးထိုက်တယ်ဆိုရင်လူတွေကိုစီရောက်လာမယ်ဆိုတဲ့သဘောပြောချင်တာအဲ့တော့ကျွန်တော်တို့ကဖျားသခင်ရှေ့မှာစကားပြောခြင်းအရာမှာစားလို့ပဲအရသာရှိပြီးတော့ပြောတတ်တဲ့သူဖြစ်ရင်ကျွန်တော်ရဲ့ဘဝကိုကျွန်တော်တို့ကအကောင်းဆုံးပဲ့ကင်နိုင်တဲ့သူဖြစ်ပါလိမ့်မယ်ကျွန်တော်ရဲ့ဘဝကိုကျွန်တော်တို့ကစကားနဲ့ပဲပဲ့ကင်ကြတာပေါ့
ကိုလိုချင်တာရဖို့လဲစကားနဲ့ပဲပြောရတာပဲဈေးသည်တွေကိုပစ္စည်းရောင်းရဖို့စကားနဲ့ပဲပြောရတာပဲဓမ္မမှုတော်ဆောင်တွေဧဝံဂေလိတရားကိုလူတွေယုံကြည်လာဖို့စကားနဲ့ပဲပြောရတာပဲထိုနည်း၎င်းပဲကျွန်တော်တို့လင်မယားကြားထဲမှာကျွန်တော်တို့ရန်သူနဲ့မိတ်ဆွေကြားထဲမှာငြိမ်းချမ်းရေးတွေယူကြတဲ့အခါစကားတွေနဲ့ပဲပြောနေကြတာပဲကျွန်တော်ပြောတဲ့စကားတွေကအောင်မြင်မှုကိုလည်းပေးနိုင်တယ်လို့ကြာရှုံးမှုကိုလည်းပေးနိုင်တယ်ကျွန်တော်ပြောတဲ့စကားတွေကအရသာရှိပြီးနှစ်သက်ဖွယ်ဖြစ်နိုင်တယ်လို့ခါတီးပြီးနာကျင်စေမှုကိုလည်းဖြစ်စေတယ်အဲ့တော့ကိုပြောတဲ့စကားတွေကြောင့်လူတွေကိုမုန်းသွားနိုင်တယ်ကိုပြောတဲ့စကားတွေကြောင့်လူတွေကိုချစ်သွားနိုင်တယ်ကိုပြောတဲ့စကားတွေကြောင့်ကိုရဲ့ပန်းတိုင်ခရီးရောက်သွားနိုင်တယ်ကိုပြောတဲ့စကားတွေကြောင့်အနာဂတ်တွေပျောက်ဆုံးသွားနိုင်တယ်အဲ့ဒါပဲအဲ့တော့ကျွန်တော်ပြောတဲ့စကားအရေးကြီးတယ်ကဲဒါဆိုလို့ရှိရင်နောက်ဆုံးကျမ်းပိုက်လေးနဲ့ညီကုန်းချုပ်မယ်နော်ဟေရှာယ50အငယ်၄ငါသည်ပင်ပန်းသောသူအားမဆခြင်းကစကားပြောတတ်မည်အကြောင်းအရှင်ထာဝရဘုရားသည်လူတက်ဤနှုတ်သက်တိကိုငါအားပေးတော်မူပြီးနနက်အစဉ်အတိုင်းငါကိုနှိုးတော်မူ၏စာတင်သောသူကဲ့သို့နားထောင်စေမိအကြောင်းငါနားကိုနှိုးဆော်တော်မူ၏တဲ့ကျွန်တော်ပြောတဲ့စကားတွေမှာသူတစ်ပါးပင်ပန်းနေတဲ့သူတွေကိုမဆခြင်းကစကားပြောတတ်ဖို့ဘုရားသခင်ကလေကျွန်တော်တို့စကားပြောတတ်အောင်လူတက်ရဲ့နှုတ်သက်တိမျိုးနဲ့ပင်ပန်းတဲ့သူတွေကိုမဆနိုင်တဲ့စကားမျိုးတွေပြောတတ်အောင်တဲ့သင်ပေးမယ်တဲ့ဘုရားကသင်ပေးမယ်မနဲ့တိုင်းတဲ့ငါ့ကိုနှိုးတယ်တဲ့မနဲ့တိုင်းနှိုးတယ်နော်စာတင်သားကဲ့သို့နားထောင်စေမိကြောင်းငါနားကိုလေတဲ့နှိုးတယ်တဲ့အဲ့တော့ပြောချင်တာကမနဲ့မိုးလင်းတာနဲ့ကျွန်တော်ရဲ့တရက်တာအစပြုတာနဲ့ကျွန်တော်ပြောမဲ့စကားတွေဟာဒီတရက်တာလုံးမှာကျွန်တော်ရဲ့လိုရာခရီးပန်းနိုင်ကိုရောက်သွားဖို့လိုတယ်အဲ့ဒီတွေ့ကျွန်တော်ပြောတဲ့စကားတွေကိုဖះသင်ပေးမယ်လို့ပြောတာဒီမှာရှိတဲ့ချစ်တော်ညီကိုမောင်နှမတို့ဘဝကိုပဲ့ကင်တယ်လို့ပြောတဲ့နေရာမှာနော်ကျွန်တော်ရဲ့နှလုံးသားအရေးကြီးတယ်ကျွန်တော်ရဲ့စကားအရေးကြီးတယ်ဖះရှိမှနှလုံးသားလူရှိမှစကားဖះနဲ့ဆက်ဆံရင်နှလုံးသားကိုပြင်းလူတွေနဲ့ဆက်ဆံရင်စကားကိုပြင်းအဲ့တော့လိုရာပန်းနိုင်ကိုရောက်သွားနိုင်လိမ့်မယ်မဟုတ်ရင်တော့ကျွန်တော်ကပြောချင်တာတွေပြောနော်တမိုးမဲတာတွေပြောနော်ငါစကားနွားရဆိုပြီးတော့မှသူများထိခိုက်နစ်နာလားမသိမနစ်နာလားမသိပြောချင်တာတွေပြောဆိုရင်နောက်ဆုံးကိုဘွားကလိုရာပန်းနိုင်မရောက်တော့ထုံးဒီ၎င်းပဲဖះကကြည်နေပါတယ်နှလုံးသားကိုချိန်တွယ်နေပါတယ်လို့ပြောနေတာတော့မှကျွန်တော်နှလုံးသားကိုကျွန်တော်ဂယူးမဆိုင်ဘူးကျွန်တော်ရဲ့တွေးချင်တဲ့ကျွန်တော်ရဲ့အတွေးခေါ်ကျွန်တော်ရဲ့စိတ်ထားတွေကိုကျွန်တော်မပြင်ဘူးဆိုရင်ကျွန်တော်ရဲ့ဘဝမှာလိုရာပန်းနိုင်ရောက်မှာမဟုတ်ဒါကြောင့်ဒီနေ့2026နော်2026ကိုမကြခင်ကျွန်တော်တို့တွားကြမှာဖြစ်တယ်တွားကြမှာဖြစ်တဲ့ခါကျတော့ကျွန်တော်ရဲ့အသက်တာမှာဒီနှုတ်ကပတ်တော်လေးနဲ့တစ်နှစ်တာလုံးအတွက်ဒီဆောက်ဆရာဖြစ်ဖို့ကျွန်တော်ရဲ့အသက်တာမှာပို့ပြီးတော့မှ2026ဟာကောင်းမွန်လာဖို့ကျွန်တော်ပြင်ဆင်ရအောင်လို့တိုက်တွန်းပါတယ်ဖះနဲ့ထိတွေ့ရင်နှလုံးသားကိုပြင်ပါလူတွေနဲ့ထိတွေ့ရင်စကားကိုပြင်ပါဒီစကားတွေနှလုံးသားတွေကကျွန်တော်ရဲ့ဘဝအတွက်အရေးကြီးတယ်အဲ့ဒါလေးကိုပြောချင်တယ်ပြင်ကြည့်ပါနော်ဟုတ်မဟုတ်လက်တွေ့ပြင်ကြည့်ပါမထူးခြားဘူးဆိုရင်ကျွန်တော်ကိုကြိုက်တယ်လို့ပြောဘုရားသခင်ကကျွန်တော်တို့ကိုထူးခြားစေလိမ့်မယ်ကျွန်တော်တို့သာအချိုးပြင်းဘုရားသခင်ကကျွန်တော်တို့ကိုကောင်းချီးပေးဖို့အစဉ်သင့်ပဲလို့အားပေးခြင်းတယ်ဘုရားရှင်ကောင်းချီးပေးပါစေ